မင်းခေါင်ဟာဘေးနားကခြုံထက်တဲ့ကြောက်ဆုံးတစ်ခုနဲ့သူ့ရဲ့ဘယ်ဘက်လက်ဖွားကိုခတ်ဖို့ဖွာလီးလိုက်တယ်။နာကျင်မှုနဲ့အတူပူနွေးတဲ့သွေးဆက်တွေဟာအုတ်ကူရဲ့ခွက်ထဲကိုတစ်ဆက်ကျဆင်းသွားတယ်။သွေးဆက်တွေခွက်ထဲရောက်တာနဲ့တပြိုင်နက်အုတ်ကူတွေကဆက်သွားကြီးတွေဟာပိုပြီးပြင်းထန်စွာလဲပတ်လာတယ်။မြေအောက်ကနေမလင်လို့တလို့တုံခါလာပြီးအုတ်ကူရဲ့အလဲပဟိုကနေတောက်ပတ်တဲ့ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာတယ်။အဲ့ဒီအလင်းထဲမှာမြုပ်ဝေတာကတော့တန်ကြေးတက်နေပေမဲ့ထူးခြားတဲ့စွမ်းအင်တွေထွက်နေတဲ့အဓိကတော့ပါပဲ။မင်းခေါင်တော့ကိုလှမ်းယူလိုက်တဲ့အချိန်မှာပဲသူ့ဘေးမှာရှိနေတဲ့ပုံစံတူဟာကြောက်မက်ဖွယ်ကောင်းအောင်အော်ဟစ်ပြီးလေထဲမှာဖုံမုံတွေအဖြစ်ပျက်စီးသွားတယ်။အဲ့ဒီပုံစံတူဟာနာရီကဖန်တီးထားတဲ့နောက်ဆုံးအတားအဆီးပဲ။သူဟာမင်းခေါင်ကိုတော့မရအောင်လှည့်စားခဲ့တာပါ။မင်းခေါင်လက်ထဲမှာတော့ကိုကင်ထားတော့သူ့လက်ကဝတ်ကနာရီကတော့ရက်မသွားသေးဘူး။9 နာရီ 59 မိနစ်စက္ကန့်လက်တန်က10နှစ်ကိုရောက်ဖို့9 စက္ကန့်ပဲလိုတယ်။9 4 3ဟာစက္ကန့်တွေနောက်ပြန်ရေတွက်နေပြီးမင်းခေါင်ဟာတော့ကိုဘယ်မှာသုံးရမလဲဆိုတာအသေးအတန်ရှာဖွေရတော့တယ်။နာရီရဲ့ကြောဘက်မှာတော့အိမ်လေးတစ်ခုရှိနေတာကိုသူသတိထားမိလိုက်တယ်။သူတော့ကိုထိုးထည့်ပြီးလှည့်လိုက်တဲ့ခဏမှာပဲနာရီလက်တံတွေဟာ10 နာရီအတိမှာတန့်ခန့်နေရက်သွားတယ်။တလောကလုံးဟာလည်းတိတ်ဆိတ်သွားတယ်။မိုးတံတွေလေတိုက်တံတွေအကုန်လုံးပျောက်ကွယ်သွားပြီးအချိန်ဟာရက်တန့်သွားသလိုပဲ။နာရီဟာသူ့လက်ကဝတ်ကနေအလိုလိုပြုတ်ကျသွားတယ်။ဒါပေမဲ့မင်းခေါင်အံ့ဩသွားတာကသူ့လက်ကဝတ်မှာနာရီပတ်ထားတဲ့နေရာကအရေပြားတွေဟာဟောင်းနှမ်းပြီးတွန့်လိမ့်နေတာပဲ။သူဟာအသက်20အရွယ်လူငယ်လေးဖြစ်ပေမဲ့သူ့ရဲ့လက်ကတော့အသက်80အရွယ်ဖိုးအိုတယောက်ရဲ့လက်လိုဖြစ်နေပြီ။သူနာရီကိုပြန်ကြည့်လိုက်တဲ့အခါနာရီရဲ့အိမ်ထဲမှာစာတန်းလေးတစ်ခုပေါ်လာတယ်။အချိန်ကိုရက်တက်နိုင်ပေမဲ့ကုံဆုံးသွားတဲ့တက်တန်းကိုတော့ပြန်မရနိုင်ဘူး။မင်းခေါင်ဟာအသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့သူပေးဆက်လိုက်ရတာကသူ့ရဲ့လူငယ်ဘဝဖြစ်နေတယ်။အဝေးကနေမနက်ခင်းနေအောင်ကြီးဖြာကျလာတဲ့အခါသူဟာတောရကျောင်းထဲမှာအိုမင်းရင်ရော်နေတဲ့ခန္ဓာကိုယ်နဲ့တယောက်တည်းရက်နေခဲ့ရတယ်။ဒီလောကမှာအလကားရတာဘာမှမရှိဘူး။အသက်ရှင်ဖို့အတွက်သူဟာသူ့ရဲ့အချိန်လူငယ်ဘဝကိုနာရီကိုကျွေးလိုက်ရတယ်။သူဟာနာရီရဲ့ထောင်ချောက်ဝိညာဉ်ချင်းကြခြင်းကနေလွတ်မြောက်ခဲ့ပေမဲ့ရုပ်ပိုင်းဆိုင်ရာဆုံးရှုံးမှုကြီးစွာကြုံခဲ့ရတယ်။နောက်စီစဉ်နှစ်မှာနဒီဆိုရဲ့ကောင်မလေးကဒီနာရီနဲ့ဘလို့ပတ်သက်လာမလဲ။